လုံးပဲမင်္ဂလာပါနော်မနက်ကတော့ကျွန်တော်အကောင်းဆုံးကြိုးစားပေးခဲ့တယ်ဒါပေမဲ့ပတ်တီးပဲရလိုက်တယ်ပေါ့နော်ရှစ်ပတ်တီးပဲရလိုက်တယ်ညနေအတွက်ကိုကျွန်တော်ထပ်ပြီးတော့အကောင်းဆုံးကြိုးစားပေးလိုက်တယ်ပေါ့နော်အဲ့တော့ညနေကိုဆက်ပြီးတော့ပေါအောင်ကျွန်တော်အကောင်းဆုံးကြိုးစားပေးလိုက်ပြီအရင်ဆုံးအနေနဲ့ကျွန်တော်လိုရင်းတို့ရှင်နေပဲအော်ကွက်ပြလိုက်မယ်ပြီးမှကျွန်တော်ရဲ့ website တွေကိုကျွန်တော်ရှင်းပြပေးပြီပေါ့နော်မနက်ကတော့မြင်တဲ့အတိုင်းပဲချစ်လေးဝန်းချိန်ပေါ့နော်ချစ်ပိုင်းလေးပိုင်းနဲ့ချစ်လေးဝန်းချိန်ချစ်ပတ်တီးပြီးတယ်3ရှစ်တော့ချစ်ပတ်တီးပဲရတယ်ပြီးခဲ့တဲ့ဘက်ကတော့အတိုင်းပဲကျွန်တော်တို့အောင်နေပေါ့နော်ဒါကတော့3လုံး3တွဲလုံးပေါ့နော်ပြီးခဲ့တဲ့ဘက်ကတော့2ရက်ရှိရာခုံမှန်နေကျွန်တော်တို့ဒီမှာခွန်ရှောင်းမှန်နေအဲ့ရှိမှလည်းမှန်ခဲ့တာတွေအများကြီးပဲပေါ့နော်တွက်ဆိုင်နေပတ်တီးလည်းရကြတယ်ပေါ့နော်အဲ့တော့မှအခုလည်းဖွင့်နေမှာရှစ်ပတ်3ရှစ်နဲ့ရှစ်ပတ်တီးရောရတယ်ပေါ့နော်ဒီနေ့မှာကျွန်တော်ဆက်ပြီးတော့အော်ကွက်မအောင်လို့ကျွန်တော်အကောင်းဆုံးကြိုးစားပေးလိုက်ပါတယ်2026တလပိုင်း9ရက်နေ့ညနေ4:30တနင်္လာနေ့ပေါ့နော်တနင်္လာနေ့မှာ4ပိုင်းခွန်ပိုင်းခွန်လေးဝန်းချိန်ပေါ့နော်4ခွန်ဝန်းချိန်အဲ့တော့မှပထမဆုံးအနေနဲ့41ကိုအော်ပါဒုတိယအနေနဲ့43အော်ပါနော်ပတ်တီးအနေနဲ့တော့4ပတ်တီးပါပတ်တီးကိုလည်းကြိုက်နေတဲ့သူများပတ်တီးကစားနိုင်ပါတယ်ပေါ့နော်အဲ့တော့မှညနေကို41နဲ့43နှစ်ခွက်တို့ပါအဲ့တော့မှဈေးဘိုးအနေနဲ့ပေါ့နော်အရန်အနေနဲ့တော့40ခွန်တစ်ခွက်ကိုထည့်ကစားပေါ့နော်ဒါဆိုရင်ကျွန်တော်အောက်ကွက်လေးကိုကိုရီမာလေးစက်ခွန်ရောရိုက်သွားပါတော့စက်ခွန်ရောရိုက်ပြီးဆိုရင်ကျွန်တော်တွက်ဆိုင်လေးဘက်ကိုလူရင်းတို့ရှင်လေးမြန်သွားမယ်ဒါဆိုရင်ကျွန်တော်တွက်ဆိုင်လေးကိုစလိုက်မယ်ပေါ့နော်တွက်ဆိုင်လေးကိုစမယ်ဆိုတော့ဒီ4ရဲ့9ရဲ့နှလုံးပေါင်းကြီးနေ3ရဲ့နှစ်ခါ5ဒီ35ဒီ1ချင်းဒီမှာ3ဆိုပြီးရိုက်တယ်ပေါ့နော်အဲ့ဒီအောင်မှာလည်းအတိုင်းပဲ9ရဲ့ခွန်ရဲ့နှလုံးပေါင်းကြီးဒီ2ရဲ့နှစ်ခါဒီ4ဒီဒီမှာ1ချင်းဒီမှာ6လေးဆိုပြီးရိုက်တယ်1ရဲ့ခွန်ရဲ့နှလုံးပေါင်းကြီးဒီ8ဒီ8တစ်ဒီ8ရဲ့နှစ်ခါဒီ1ဒီ8တစ်ဒီ1ချင်းဒီမှာခွန်8ဆိုပြီးရိုက်တယ်အတေးဒီညနေမှာကျွန်တော်ဆက်ပြီးရိုက်မယ်ဆိုရင်3ရဲ့9ရဲ့နှလုံးပေါင်းကြီးဒီ2ရဲ့နှစ်ခါဒီ4ဒီ4ဒီ1ချင်းဒီညနေမှာရိုက်မယ်ဆိုရင်ပေါ့နော်2 4ဒီ1ချင်းအဲ့ဒါမှကျွန်တော်နောက်တစ်ပင်ဆက်ပြီးတော့ပြမယ်ပေါ့နော်လုံးမိုင်းဆိုင်လေးကျွန်တော်ပြမယ်လုံးမိုင်းဆိုင်လေးကတော့ဒီမှာဒီနှလုံးပေါင်းညီမှာတော့သူနေကုန်ပေါ့နော်ဒါမျိုးဆိုင်လေးလည်းပြီးတော့ကျွန်တော်သုံးရတာပေါ့နော်ကျွန်တော်ရဲ့ဒီတွက်လာတဲ့ဒီတရဏချပေါ့နော်အတွေ့အကြုံလေးရဒီမှာ9နှလုံးပေါင်းညီနေ3ရဲ့ပေါ့အဒီ9ဒီနှလုံးပေါင်းကြီးဒီ3ရဲ့ပေါ့5ဒီလုံးပိုင်းပေါ့နော်ဒီ5ဒီလုံးပိုင်းတနည်းကုန်ဆွဲရမယ်ဒီမှာ90ဆိုပြောရိုက်တယ်5တိတ်နေပေါ့နော်ဒီအောက်ကပြမှာအဲ့တိုင်းပဲဒီတရဲ့နှလုံးပေါင်းကြီးဒီ2ရဲ့ပေါ့ဒီခွန်ဒီလုံးပိုင်းတနည်းကုန်မှရရမယ်ပေါ့နော်ဒီမှာခွန်ထိတ်နဲ့ခွန်8ဆိုပြီးရိုက်တယ်ပုံမှာ5ထိတ်နဲ့90ဆိုပြီးရိုက်တယ်အကယ်၍ကျွန်တော်ဒီတနည်းလာနေမှလည်းဆက်ပြီးပေးမယ်ဆိုရင်6ရဲ့3ရဲ့နှလုံးပေါင်းကြီးဒီ9ရဲ့ပါဝါဒီ4ပိုင်းပေါ့နော်ဒီတနည်းကောင်မှာ4ပိုင်းဒီတနည်းကောင်မှာ4ပိုင်းတော့ဆောင်းကျွန်တော်4 1ချင်းနဲ့ဒီက4တစ်လုံးပိုင်းနဲ့ဒါကျွန်တော်တို့4ပိုင်းတော့ထွက်လာပြီပေါ့နော်4တစ်လုံးပိုင်းတော့ထွက်လာပြီဒါဆိုရင်ကျွန်တော်တွဲလုံးလေးကိုကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးမယ်ဒီ3ရဲ့3ရဲ့နှလုံးပေါင်းကြီးဒီ3ရဲ့ပါဝါဒီ1ဒီ3တစ်ဒီ1ချင်း3ဆိုပြီးရိုက်တယ်ပေါ့နော်3နှစ်ဒီ1ချင်း3ရိုက်တယ်ဒီ4ရဲ့5ရဲ့နှလုံးပေါင်းချင်းဒီ9ရဲ့ပါဝါဒီ3ဒီ90ဒီ90ဒီ1ချင်းဒီမှာ6လေးဆိုပြီးရိုက်တယ်ပေါ့နော်ဒီမှာ6လေးဆိုပြီးရိုက်တယ်ဒီ4ရဲ့1ရဲ့နှလုံးပေါင်းချင်းဒီ9ရဲ့ပါဝါဒီ8 8ဒီ1ချင်းဒီမှာခွန်8ဆိုပြီးရိုက်တယ်ပေါ့နော်ဒီအောက်ကပဲမှာခွန်8ဆိုပြီးရိုက်တယ်အကယ်ဒီညနေမှာလည်းတက်ပြီးရိုက်မယ်ဆိုရင်3ရဲ့6ရောခွန်ရဲ့6ရဲ့နှလုံးပေါင်းချင်းဒီ3ရဲ့ပါဝါဒီ1ဒီ3တစ်ဒီညနေမှာ1ချင်းဆိုတော့ကျွန်တော်ဆောနာ4ပိုင်းအဲဒီ6လေး1ချင်းနဲ့2လေး1ချင်းနဲ့4ပိုင်းထွက်လာပြီကျွန်တော်ဒီမှာ3တစ်1ချင်းကတော့ဒီမှာထပ်ပြီးထွက်လာပြီတော့ဒီ3တစ်တွေကကျွန်တော်နှလုံးလေးကကျွန်တော်အဓိက main တစ်ခွက်ကိုထုတ်အောင်လို့ကျွန်တော်ထပ်ပြီးတော့တစ်ခွက်ရှင်းပြမယ်ပေါ့နောက်တစ်ဆက်နေကျွန်တော်ထပ်ထုတ်မယ်ဆိုတော့ဒီ2ရဲ့ဒီ9ရဲ့ခွန်ရဲ့ဒီ3လုံးပေါင်းချင်းဒီ4ပြီးတော့5ပေါ့နော်ညီကိုပေါ့နော်4ပြီးတော့5ဒီလုံးပိုင်းပေါ့နော်ဒီမှာတနည်းကုန်5နှစ်ဆိုပြီးတော့5နှစ်ရိုက်တယ်3ရဲ့ခွန်ရဲ့8ရဲ့3လုံးပေါင်းချင်းဒီ8ပြီးတော့9ပေါ့နော်8 9ဒီ8ပြီးတော့9ဒီ9ဒီလုံးပိုင်းဒီမှာနေကုန်ပေါ့နော်ဒီမှာညနေခင်းမှာဆွဲတယ်90နေလေးဆိုပြီးတော့9လေးရိုက်တယ်ပေါ့နော်9လေးဆိုပြီးရိုက်တယ်3ရဲ့6ရဲ့8ရဲ့3လုံးပေါင်းချင်းဒီခွန်ပြီးတော့8ဒီ8ဒီလုံးပိုင်းခွန်8ဝန်းချင်းပေါ့နော်အားလုံးဒီမှာခွန်8ဆိုပြီးတော့တဲရိုက်သွားတယ်ပေါ့နော်
အပေါ်မှာ9နှစ်ရိုက်တယ်ဒီမှာ6လေးရိုက်တယ်ဒီမှာခွန်ချစ်ဆိုပြီးတော့တဲရိုက်တယ်အကယ်၍ကျွန်တော်ဒီတနင်္လာနေ့မှာလည်းညနေစီးမှာတကယ်လို့ရိုက်မယ်ဆိုရင်6ရယ်6ရယ်9ရယ်3လုံးပေါင်းချင်းဒီ3ညာပြီးတော့တစ်တီလုံးပိုင်းပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒီက3တစ်1ချင်းဒီက3ညာတစ်1ချင်းနဲ့တစ်နှလုံးတူတစ်ပိုင်း4နှလုံးတူ4ပိုင်းဆိုတော့ကျွန်တော်ရ1ချင်းဒီတနည်းကောပေါ့နော်ဒီခွန်ကကျွန်တော်ဒီတာ site လေးတစ်စက်ကျွန်တော်ပြီးမှပြမယ်၄ခု1ချင်းဒီကစားပေါ့နော်၄ခု1ချင်းဒီကစားညနေခင်းကိုပထမဆုံး main အနေနဲ့41ကိုရောဒုတိယအနေနဲ့43ရောပတ်တီးအနေနဲ့တော့4ပတ်တီးပါပေါ့နော်အရင်အနေနဲ့40ခုတဲ့တို့ဆိုတော့ကျွန်တော်ဒီမှာဆွဲထုတ်တာပေါ့နော်41ကျွန်တော်41ကိုအကြိုက်ဆုံးပါပေါ့နော်41အကြိုက်ဆုံးတင်တို့ဒီခွန်ဒီဖားကြောင်ညာတွေတော့ဒီမှာဒီစားလဲကျွန်တော်ခွန်လဲကြိုက်လို့ပေါ့နော်3ရယ်3ညာဒီနှလုံးပေါင်းချင်းဒီ3ဒီမှာလုံးပိုင်း3ညာ3ဆိုပြောတတ်တယ်သူကတော့ညနေကင်းတီးတာပေါ့နော်ခွန်ရယ်နှလုံးပေါင်းချင်းဒီလေးဒီလုံးပိုင်းဒီမှာ6လေးဆိုပြီးရိုက်တယ်ဒီ4ရယ်ဒီ3ရယ်နှလုံးပေါင်းချင်းဒီခွန်ဒီလုံးပိုင်းဒီမှာခွန်8ဆိုပြီးရိုက်တယ်အကယ်၍ဒီညနေမှာလည်းစိုက်ပြီးတော့ရိုက်မယ်ဆိုရင်3ညရယ်ခွန်ရယ်နှလုံးပေါင်းချင်းဒီခွန်တစ်လုံးပိုင်းပေါ့နော်ကျွန်တော်မနက်မှာခွန်ထွက်တာလို့ကျွန်တော်တိတ်အားမတန်တာနဲ့ကျွန်တော်ခွန်အရန်နေနဲ့ပဲဒီ1ချင်းနေနဲ့ပဲတုံးလိုက်တယ်ပေါ့နော်4ပိုင်းခွန်ပိုင်းဆိုပြီး4ခွန်1ချင်းဆိုပြီးတုံးလိုက်တယ်ကိုရီမတွေတွဲလုံးတစ်လုံးရှိတာမျိုးတော့ဖြစ်ဆိုရင်ဒီ4ခွန်1ချင်းဒီကစားဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တွဲပြီးတဲ့ခဏလေးပဲကြိုက်တယ်ဆိုရင်41ကိုမိတ်အောင်43ဒုတိယရောအရန်နေနဲ့4ခွန်တင်တော့ပေါ့နော်ဒါဆိုရင်ကျွန်တော်တက်ဆိုင်လေးလည်းပြပြီးပြီ။အော်ကောလေးလည်းကျွန်တော်ထုတ်ပြီးသားပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်နေတတ်တယ်ဆိုရင် like and share လေးနဲ့ဒီ subscribe ပါလေးလုပ်ပေးတာကိုကျွန်တော်မြတ်တာရန်ကပါတယ်ပေါ့နော်။ဒါဆိုရင်ညနေမှလည်းဆက်ပြီးတော့အားလုံးကံကောင်းကြပါစေ။ကျွန်တော်စမုံတောင်းပေးလိုက်တယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးဆုံးသက်လိုက်မယ်ပေါ့နော်။အားလုံးပဲကံကောင်းကြပါစေ။ Bye bye